မင်္ဂလာပါတတမီမီလေးတို့ရေတတမီမီလေးတို့ကိုဒီနေ့ဖတ်ပြပေးမယ်အကြောင်းအရာလေးကတတမီမီလေးတို့အကောင်းမြင်တတ်တဲ့ကလေးလေးတွေဖြစ်လာစေဖို့အတွက်ဒေါက်တာမီမွန်ရေးထားတဲ့ပျော်ပွဲစားထွက်တဲ့နေ့ဆိုတဲ့အကြောင်းအရာလေးကိုပြန်လည်ဖတ်ပြပေးမယ်နော်တတမီမီလေးတို့လည်းဒီဇင်ဘာပိတ်ရက်ကလေးမှာဖေဖေမေမေတို့ရေနဲ့အတူပျော်ပွဲစားထွက်ကြမယ်ပဲနော်ဒါကြောင့်ဒီအကြောင်းအရာလေးကိုလည်းစုံထိနားထောင်ကြရအောင်နေသားတော့နေ့တနေ့မှာပေါ့ဘဲကလေးကရက်ကွန်းလေးအိမ်ကိုဝမ်းသာအားရရောက်လာတယ်အဲ့လိုနဲ့ရက်ကွန်းရေလာဟေးပျော်ဝဲစားထွက်ရအောင်နဲ့ဘဲလေးကတက်ကြွနေသလောက်ရက်ကွန်းကတော့အင်းမလို့အဲမလို့တလှုပ်လှုပ်နဲ့ပေါ့လာလီကွာနေသိမ့်မူဘူးကင်းထွက်ရအောင်နဲ့အေးဟိုငါမသွားချင်တော့ဘူးကွာတဲ့ငါစိတ်ပြောင်းသွားပြီတဲ့အဲ့ဒီခါဘဲလီကလည်းဘာဖြစ်လို့လဲကွာလို့မေးတယ်တဲ့ရက်ကွန်းဆိုတာလေးကတော့အခုမြင်နေရတဲ့ရက်ကွန်းဝက်ဝင်လေးကိုပဲပြောတာခေါ်တာနော်ဟုတ်ပြီနောက်ပြီးတော့ဆက်ကြည့်မယ်အဲ့လိုနဲ့ရက်ကွန်းလေးကမျက်နှာကတခုကိုစိတ်ညစ်နေသလိုပဲငါတေးသေးချာချာစဉ်းစားကြည့်တော့ပျော်ပွဲစားထွက်တယ်ဆိုတာသိအန်ရည်များတယ်တဲ့ပြဿနာတွေလည်းအမျိုးစုံဖြစ်နိုင်တယ်ကြံကြံဖန်ဖန်ကွာငါတို့ကပန်းလေးတွေစမ်းကြောင်းလေးတွေနဲ့အင်မတန်ตายရတဲ့နေရာကိုသွားမှလေတဲ့ဘာအန်ရည်မှမရှိပါဘူးလို့ဘဲလေးကပြန်ဖြေတယ်တဲ့အဲ့ဒီနေရာမှာပန်းမင်တွေတအားများတာမဟုတ်လားပြားတွေရှိနိုင်တာပေါ့ပြားတုပ်ရင်ဘယ်လိုလုပ်မလဲတဲ့ပြားမှာအစိတ်တွေရှိတယ်ကွာတဲ့ပြားရှိခြင်းမှရှိမှာပါကွာတဲ့ရှိရင်လေတဲ့ငါတို့ကိုတုတ်ချင်မှတုတ်မှာပေါ့တဲ့သူတို့ကိုသွားမဆိုင်ရင်မတုတ်ပါဘူးတဲ့အဲ့ဒီပြားတွေကိုလွတ်အောင်ပြေးရမှာမလွယ်ဘူးကွာတဲ့ကြောက်အားလက်အားနဲ့ထွက်ပြေးရင်အရှိန်လွန်ပြီးမြစ်တွေချောင်းတွေတဲ့တောင်ပြုတ်ကျသွားနိုင်တယ်ငါတို့သွားမဲ့နေရာကမြစ်တွေချောင်းတွေနဲ့အဝေးကြီးပါကွာရက်ကွန်းလေးကရှောက်တွေးထားတာတွေကအများကြီးပဲမပြီးဆုံးနိုင်တဲ့သူ့ရဲ့စိတ်ညစ်စရာဇလန်းကြီးကိုဆက်ပြန်ရော့မိုးကလည်းကုန်သေးတာမဟုတ်ဘူးရေထဲရောက်နေတော့လျှက်စီးတွေလက်မိုးကြိုးတွေပြေးပြီးမုံတိုင်းများကြလာလို့ကတော့တေးပြေးရှင်ပြေးကူးရမှာနော်ရေနစ်မှလည်းပူရသေးတယ်တဲ့ဘဲကလေးကအပြင်ကိုလက်ညှိုးထိုးပြပြီးပြန်ဖြေတယ်ကြည့်ပါဦးကွာဒီလောက်နေပူနေတာကိုညကမိုးလေဝသသတင်းလဲငါနားထောင်ထားပါတယ်ကွတကယ်မိုးရွာလာတော့မှမိုးခိုဖို့နေရပြေးချနေရမယ်နော်ဂူတွေဘာတွေတဲ့တော့ဝင်ခိုနေဖို့မစင်စားနဲ့အဲ့ဒီနားကဂူတွေထဲမှာရက်ကွန်းလေးကလေပြေးနေရင်နဲ့လန့်သွားတဲ့ပုံစံနဲ့တုတ်ဆိုရက်သွားတာပေါ့ဘာဖြစ်လို့လဲယင်ဂူထဲမှာဘာရှိလို့လဲတဲ့ငကားဟုတ်လားကဲကြပါဦးပြို့ဒီတခါတော့ဘဲလေးကအော်ပြီးတချိုးတယ်ပြေးပါလေရောသူတို့နားကိုငကားကြီးတကောင်ရောက်လာတယ်လို့ထင်သွားတာကိုနှစ်ကောင်လုံးကြောက်နဲ့ပြေးပုန်းလိုက်တာဆောင်းအောက်ထဲတန်းရောက်သွားရောခဏကြာတော့မှဘဲလေးကမေးတယ်ဘဲမှာလဲငကားတဲ့ငါကဂူထဲမှာရှိလိမ့်မယ်လို့ပြောတာတဲ့ပုံမြင်ထဲမှာအမြဲဒီလိုပဲလေတဲ့မင်းကအော်ပြီးထွက်ပြေးသွားတော့ငါလည်းလန့်သွားတာပေါ့တဲ့ပြောရတာစက်သိန်းတွေတောင်ထတယ်တဲ့ဟူးတော်သေးတာပေါ့ကွာတကယ်အောင်းမေ့လို့အဲ့ဒါကြောင့်ပြောနေတာပေါ့ပျော်ဝဲစားမသွားပါနဲ့လို့ကန်ဆိုရင်အဲ့ဒီအတိုင်းဖြစ်လာနိုင်တယ်ဘဲလေးကခဏတော့ငြိမ်သွားတယ်ဒါပေမဲ့ပျော်ပွဲစားထွက်ဖို့လက်လျှော့လိုက်တာတော့မဟုတ်သေးဘူးနောက်တစ်မျိုးလဲဖြစ်နိုင်တာပဲရက်ကွန်းရဘဲကလေးရဲ့စိတ်ကူးတွေကရက်ကွန်းလေးတွေးထားတာတွေနဲ့တော့တခြားစီပဲငါတို့သွားမယ်နေရာမှာပန်းမင်လေးတွေရှိတော့လိပ်ပြလေးတွေလည်းရှိမှာပေါ့ငါတို့လိပ်ပြလေးတွေနဲ့ကစားလို့ရတယ်လေတကယ်လို့သာအဲ့ဒီလိုဆိုရင်တော့ကောင်းတာပေါ့ကွာတဲ့လိပ်ပြလေးတွေနဲ့လိုက်တိုင်း
ပြေးတိုင်းကစားရင်အိုက်လာရင်စမ်းကြောင်းနဲ့ရေစင်းစိန်ကြမယ်ကွာတဲ့ဒါကပူတောင်ကောင်းသည်ပြောရင်းဆိုရင်ရကွန်းလေးကရွှင်ရွှင်ပြပြနဲ့ပြန်ဖြစ်လာသေးတယ်မင်းပြောသလိုလေတွေမိုးတွေမကြပဲလေတဖြူးဖြူးနဲ့တိုက်နေလို့ကတော့ငါကစွန်လုံးအောင်မရကွန်းလေးကနားထောင်နေရင်တွေးပြောလာတယ်ငါလဲစွန်လွတ်ချင်နေတာကြပြီပျော်စရာကောင်းပါပါဆိုငါကတော့သွားရင်လာရင်ဂူတွေတွေ့ရင်ဝင်ကစားကျင်သေးတယ်ကွာဒီတခါတော့ရကွန်းလေးကအတင်းဝင်ရင်းနဲ့အဲ့ဒါတော့မဖြစ်ဘူးဂူထဲမှာငကားကြီးလည်းရှိနေရင်တေကုန်လိမ့်မယ်မဝင်ဘူးနော်မဝင်ဘူးတဲ့မင်းကလည်းဒီငကားပဲပြောနေတာပဲကဲကွာတဲ့ငကားရှိတယ်ပဲထားပါတော့တဲ့ငါတို့ကစားချင်းနေတဲ့ငကားပေါက်စာလေးဆိုโอเคမှာပဲနော်တဲ့ဖြစ်နိုင်မလားတဲ့အဲ့ဒါဆိုအတူတူပေါင်းပြီးပျော်ပွဲစွာထွက်လို့ရတယ်သူ့ပါဇက်ကမီးထွက်မဲဆိုအကင်လောက်စားဖို့အဆင်ပြေသွားတာပေါ့ဘဲကလေးရာမင်းပြောတော့လဲအစင်ကိုပြေးနေတာပဲအခုချက်ချင်းတောင်သွားကျင်လာပြီတဲ့လာထသွားရအောင်တဲ့ပျော်ပွဲစားထွက်ဖို့ဘာမှတိတ်မလို့ဘူးငါတို့ပျော်နေဖို့ပဲလိုတာဒါပေမဲ့ခဏတော့စောင့်မှာဘဲလေးရဲ့တဲ့တကယ်တော့ရက်ကိုလေးရဲ့ခဏကအကြာကြီးပဲတဲ့ပထမဘဲကလေးကထိုင်ဆောင်နေတယ်နောက်စာအုပ်ဖတ်ပြီးစောင့်ပြန်တယ်နောက်တော့ပုံဆွဲရင်းစောင့်နေရက်ကွန်းလေးကပေါ်မလာဘူးလေနောက်ဆုံးတော့ဘဲကလေးအိတ်ငိုက်လာတယ်ရက်ကွန်းလေးဘာတွေများပြင်ဆင်နေပါလဲဟောရက်ကွန်းလေးထွက်လာပါပြီဟာရက်ကွန်းရဘလို့ဖြစ်ရတာလဲဘဲကလေးကအံ့ဩပြီးကလထိုင်ပေါ်ကတောင်ပြုတ်ကျသွားတယ်တဲ့ရက်ကွန်းလေးကိုကြည့်ရတာတကိုယ်လုံးပစ္စည်းတွေအပြည့်နဲ့နေပူမိမှဆိုးလို့အုတ်ထုတ်ပါတယ်ပြားတုံမခံရအောင်လဲမျက်နာကိုဖုံးထားတယ်မိုးရွာရင်စောင်းမှုထီးပါတယ်ရေထဲမှာသုံးမှုဘောကွင်းပါတယ်စေးတစ်တာဓာမီနဲ့ကျိုးခွေတွေတောင်ပါသေးတယ်ဒါတွေမကသေးဘူးကြောဖို့အိတ်တလုံးလဲလွယ်ထားသေးတယ်နောက်ဆုံးတော့သူတို့ပျော်ပွဲစားထွက်မဲ့နေရာကိုရောက်သွားတယ်တဲ့အဲ့ဒီမှာဘဲလေးမျောလွင့်ထားသလိုလိပ်ပြာလေးတွေလေညင်းလေးတွေနဲ့တတရရပဲအနားမှာစမ်းကြောင်းလေးလည်းရှိတယ်မိုးရိပ်မိုးသားမရှိတော့မိုးရွာမှာလည်းမပူရတော့ဘူးပေါ့ကွယ်ဒီတော့မှရက်ကွန်းကကျေးဇူးပဲဘဲလေးရတဲ့မင်းသာအတင်းမခေါ်ရင်ငါအိမ်မှာအိတ်ပဲအိတ်နေရမှာပြင်းစရာကြီးတဲ့နောက်လဲငါတို့ပျော်ပွဲစားခဏခဏထွက်ကြတာပေါ့တဲ့ဒီလိုကိစ္စသေးသေးလေးတွေကိုအများကြီးတွေးမပူပါနဲ့ကွာအရိပ်ကောင်းတဲ့တစ်ပေတပေအောက်မှာခင်းကျင်းပြီးစားတောက်ဖို့ပြင်ဆင်ကြတယ်အဲ့ဒီတော့မှရက်ကွန်းလေးကသတိရတယ်သူ့မှာပစ္စည်းတွေအများကြီးပါလာပေမဲ့ရေဘူးနဲ့မုံဘူးတော့မေ့လာတဲ့ဘဲလေးမှာမုံတွေအများကြီးပါလာလို့တော်သေးတာပေါ့အားနာလိုက်တာဘဲလေးရနောက်တစ်ခါပျော်ပွဲစားထွက်ရင်ငါမုံတွေအများကြီးယူခဲ့ပါမယ်ဒီတစ်ခါတော့မိမုံတွေပဲကတ်စားရတော့မယ်ဟာအားနာစရာမလိုပါဘူးတငယ်ချင်းအချင်းချင်းအဲ့ဒီလိုအတူတူဝေမျှစားရတာပိုတောင်ပြောဖို့ကောင်းသေးတယ်ကွာမင်းရဲ့စိုးရင်စိတ်တွေစိတ်ညစ်စရာတွေပါမလာရင်ပြီးတာပါပဲကွာလို့ဘဲကလေးကပြန်ပြောတယ်တဲ့အေးပါကွာငါလည်းမင်းကိုအားကြလို့ပြောစရာတွေပဲတွေးပြီးလိုက်လာတာပါဘဲလေးကြီးအားလုံးအစင်သစ်ဖြစ်ပြီဟေးစားကြရအောင်စားပြီးရင်စွန်သွားလွှတ်ကြမယ်ကွာကောင်းတဲ့အတွေးတွေကပဲကံကောင်းခြင်းတွေပျော်ရွှင်ခြင်းတွေဖန်ဆင်းပေးနိုင်တာဆိုတာရက်ကွန်းလေးသိသွားပြီပေါ့ကွယ်တဲ့နေ့ဆိုတဲ့အကြောင်းအရာလေးကတော့ဒီမှာပဲပြီးဆုံးသွားပါပြီဒီအကြောင်းအရာလေးကိုဖတ်လိုက်ခြင်းအဖြစ်တတမီမီလေးတို့ရေဘာပဲဖြစ်ဖြစ်ကောင်းတဲ့အတွေးလေးတွေတွေးကြီးဟာ
ကံကောင်းခြင်းတွေပျော်ရွှင်ခြင်းတွေကိုဖန်ဆင်းပေးနိုင်တယ်ရောက်ရှိလာနိုင်တယ်ဆိုတဲ့ကိုယ့်ရဲ့စိတ်ထဲမှာတသားမိမိလေးတို့ရဲ့စိတ်အတွေးလေးတွေဟာကံဆိုးခြင်းဆိုတဲ့မကောင်းတဲ့အတွေးတွေကိုမတွေးမိစေဘဲနဲ့ကံကောင်းခြင်းဆိုတဲ့အတွေးလေးတွေကိုပဲတွေးမိနိုင်ကြပါစေနော်ပျော်ပွဲစားထွက်တာဘသူနဲ့ဘသူလဲဘဲကလေးနဲ့ရက်ကွန်းဆိုတဲ့ဝက်ဝင်လေးအဲ့ဒီအခါမှာဘဲကလေးရဲ့စိတ်အတွေးကဘလို့စိတ်အတွေးလဲဘဲကလေးကပျော်ပျော်နေတတ်တယ်ဘယ်ကိစ္စမဆိုကောင်းတဲ့ဘက်ကပဲတွေးလေရှိတယ်ရက်ကိုးလေးရဲ့စိတ်အတွေးကကြတော့သူကတိတ်ပြီးတော့စိတ်ပူတတ်တာသူတွေးလိုက်ရင်မကောင်းတာတွေအစင်မပြေတာတွေမဖြစ်နိုင်တာတွေကြီးပဲတွေးတတ်တယ်ဒါကြောင့်တတမီမီလေးတို့ရောဘဲကလေးရဲ့အတွေးလိုတွေးမလားရက်ကိုးလေးလိုအတွေးတွေးမလားစဉ်းစားကြည့်ကြရအောင်နော်စဉ်းစားပြီးသွားပြီဆိုရင် comment မှာရေးပေးသွားအောင်နော်